ဒီ8000 mAh ကိုအားပြည့်ပြန်သွင်းဖို့အတွက်သူ့ရဲ့120 watt adapter နဲ့ဆိုလို့ရှိရင်3နာရီပဲကြာပါမယ်ဒီနေ့မှာတော့ Canon ကအသစ်ထွက်ရှိထားတဲ့300 watt powerhouse တောင်ကိုမိတ်ဆက်ပေးသွားပါမယ်ဒီ powerhouse ရဲ့ပထမဆုံးအားသာချက်က pure sine wave ဖြစ်တာမလို့မိတ်ဆွေတွေရဲ့အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို baking နဲ့ချိတ်ဆက်အသုံးပြုလို့ရပါတယ်ဒီဇိုင်းပိုင်းမှာဆိုရင်လေသာလက်ကင်ကွင်းလေးကိုထည့်ပေးထားတာမလို့တရားပြရတာတော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကသူ့ရဲ့အလေးချိန်ပေါ့အလေးချိန်က 3kg ကျော်လောက်ရှိတာမလို့အရန်မလေးလုံးမပေါ်လုံးတဲ့အထက်မှာပါတယ်အဲ့ဒါလည်းတစ်ခုရှိတာကဘာလဲဆိုတော့ပိုပေါ်တဲ့ material ကိုသူ့မှာသုံးလို့ရတယ်ဆိုပေမဲ့ပို strong ဖြစ်တဲ့ metal material ကိုသုံးပေးထားတာမလို့ပို့ပြီးတော့အကျန်းခံတဲ့အပြင်ကြည့်ရတာလည်း premium ရမ်းဆန်တယ်ဒီ powerhouse ရဲ့ရှေ့ဘက်မျက်နှာပြင်မှာဆိုလို့ရှိရင် power button လေးပါပြီးတော့အားလက်ကြံကိုပြပေးမယ် digital display လေးပါမယ်ဒီဘက်မှာဆိုလို့ရှိရင် flashlight ပါပြီးတော့သူ့ကို control လုပ်မယ် power button လေးတစ်ခုပါမယ်သူကရိုးရိုးမီးထွန်းတာအပြင် emergency light အနေနဲ့ပါပြောင်းလဲအသုံးပြုလို့ရပါတယ် USB port အနေနဲ့ USB A 3 ပေါက်ပါဝင်ပြီးတော့နောက်ဖက်လိမ်မရောင်လေးက Quick Chat 3.0 18W max အမြင့်ဆုံးထုတ်ပေးနိုင်ပြီးတော့ရှင်းနှစ်ပေါက်က 5.3A ထုတ်ပေးနိုင်ပါတယ် Type C အနေနဲ့ 81 PD တစ်ပေါက်နဲ့ input output ရတဲ့ 65W PD တစ်ပေါက်ထည့်ပေးထားပါတယ်ဒီလယ်မှာတော့သူ့အားပြန်သွင်းပေးဖို့အတွက် adapter နဲ့ချိတ်ဆက်ရမယ် 120W input output ပါဒီဘက်ချမ်းမှာတော့ Wi-Fi ဆက်တွေတန်းချိန်ပြီးသုံးလို့ရအောင်လို့တွဲဖို့ 3A ထိရတဲ့ DC output နှစ်ခုတောင်ထည့်ပေးထားပြီးတော့အောက်ဖက်နားမှာဆိုလို့ရှိရင် port တစ်ခုချင်းစီကို control လုပ်နိုင်ဖို့အတွက်တီးခြား power button လေးပါထည့်ပေးထားပါတယ်အောက်ဆုံးမှာတော့ heavy load တွေအသုံးပြုဖို့အတွက် pure sine wave ရတဲ့ AC 300W နှစ်ပေါက်တောင်ထည့်ပေးထားပါတယ်safety feature အနေနဲ့300W ထက်ကျော်လွန်အသုံးပြုမယ်ဆိုလို့ရှိရင်စက်ကိုအလိုလျောက်ပိတ်ချပေးနိုင်တဲ့ auto cut out စနစ်ပါဝင်ပြီးတော့ short circuit နဲ့ overcharge တွေကိုလည်းကာကွယ်ပေးနိုင်ပါတယ် powerhouse ကို overheat ဖြစ်ခြင်းကနေကာကွယ်ပေးဖို့အတွက် cooling fan ကိုဒီနောက်ဘက်မှာထည့်ပေးထားပါတယ်သူ့ရဲ့ထူးခြားချက်ကအခြားသော power station တွေလိုမျိုးသူက fan ကတောက်လျှောက်လဲနေမှာမဟုတ်ဘူး powerhouse ရဲ့အပူချိန်ကိုသူကစင်ဆာ၄ခုနဲ့စောင့်ကြည့်နေပြီးတော့အပူချိန်မြင့်လာတဲ့အခါမှာသာလိုအပ်လို့ရှိရင် fan ကို run ပေးတယ်အဲ့ဒီချက်ကြောင့်ပဲမလိုအပ်ဘဲနဲ့ cooling fan အတွက်စွားတွေသုံးနေစရာမလိုသလိုညဘက်တွေမှာလည်း cooling fan အတန်ကြောင့်စိတ်အနှောက်အယှက်ဖြစ်နေစရာမလိုတော့ပါဘူးဒီ powerhouse မှာကျွန်တော်အကြိုက်ဆုံးတစ်ချက်လာပါပြီ recharging time မှာဒီ8000 mAh ကိုအားပြည့်ပြန်သွင်းဖို့အတွက်သူ့ရဲ့120W adapter နဲ့ဆိုလို့ရှိရင်3နာရီပဲကြာပါမယ်အထက်ပို့မိုက်တဲ့အချက်ကတော့ dual charging ကို support လုပ်တာမလို့ 65W အားသွင်းကြိုးရှိမှဆိုရင်သူ့ adapter ကိုဒီမှာတက်ဒီမှာ 65W ကြိုးကိုနှစ်ခုတစ်ပြိုင်နဲ့တက်ပြီးတော့အားပြန်သွင်းမယ်ဆိုရင်2နာရီဝန်းကျင်နဲ့0 to 100ကိုအားပြည့်ဖိနိုင်တာမလို့လုံးဝကျွတ်စင်ကျွန်တော်တို့အရင်တော့ဖုန်းတွေကိုအားသွင်းတဲ့အချိန်ကြာတလောက်ပဲရှိတယ်နောက်ပြီး pass through charging လို့ခေါ်တဲ့ AC ရော DC ရောတပြိုင်တည်းချိတ်ဆက်သုံးစွဲလို့ရတဲ့နီးစနစ်ပါဝင်တာမလို့မီးလာနေတဲ့အချိန်မှာလည်းသူကဓာတ်ရိုက်ချိတ်ဆက်ပြီးတော့သုံးလို့ရတယ်လို့မီးပြတ်သွားတဲ့အခါမှာလည်းလျှက်စစ်မီးပြတ်တောက်သွားမှုမရှိဘဲနဲ့ဆက်လက်သုံးစွဲလို့ရပါတယ်ကဲစုစုပေါင်း300Wအထိတပြိုင်တည်းထုတ်သုံးလို့ရတဲ့ Canon ရဲ့ powerhouse မှာဆိုလို့ရှိရင် device တွေကိုတပြိုင်တည်းသုံးဖို့အတွက်ပေါ့တွေအစုံလင်ထည့်ပေးထားသလို big quality ဘိုင်းမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးလုပ်ပေးထားပြီးတော့ safety ဘိုင်းမှာဆိုလို့ရှိရင်လည်းလုံးဝကို view site ပေးထားပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေအနေနဲ့ဒီ powerhouse နဲ့ပတ်သက်ပြီးတော့ဘယ်လိုအားသာချက်အားနည်းချက်တွေကိုမြင်မိလဲနောက်ထပ်ကောဘာတွေထပ်ပြီးသိကျင်သေးလဲဆိုတာကို comment လေးမှာရေးပေးသွားလို့ရပါတယ်နောက်ဗီဒီယိုလေးနဲ့အတူကျွန်တော်တို့ပြန်လာခဲ့ပါမယ်